ရှင်းမယ်ဆိုတော့မင်္ဂလာပါဗျနောက်ထပ်ရတာလေးတင်ပေးကြတော့ပါတိုက်နှစ်တိုက်ရင်လေယူသုံးပါဗျာဒီစိုက်လေးကြည့်လိုက်အောင်ဗျစိုက်လေးကတော့အရင်ကိုခါ3လုံးတောင်စိုက်လေးရပဲကျွန်တော်ကနဦးသုံးဖိုင်မှာတင်ပေးခဲ့တဲ့415စိုက်ကလေးရပဲပြန်ခွဲလာတာပေါ့ဟိုကလိုင်းရတာ2လိုင်းတွက်ပေးမှာပေါ့ဒီကိုခါ3လုံးထောင်လေးကတစ်လိုင်းကိုအရင်ဆုံးပြပေးမယ်ဗျာကိုခါရန်လေးဘူပုံတန်လေး3လုံးပေါင်း8ပရိတ်ဒီဘူပုံတန်လေး3လုံးပေါင်း9ပရိတ်ဒီဘူပုံတန်လေး3လုံးပေါင်း10ကဒီမှာဘူပရိတ်လို့လိုချင်တာပါဗျာလိုချင်တာကိုသူကြပေးသွားပုံကဒီ3လုံးပေါင်း8ပဲဒီမှာချစ်လို့ပြန်ကြပေးသွားဒီ3လုံးပေါင်း9ပဲဒီမှာ9လို့ပြန်ကြပေးသွားတာအရင်4.5စိုက်ပါဗျာဒီ3လုံးပေါင်း4.5ဟောပဲဒီမှာအရင်က4.5လို့ယူထားတာပေါ့ခုအဲ့လိုမယူတော့ဘဲနဲ့ကျွန်တော်ကပထိတ်4တင်ယူလိုက်မှာပထိတ်ဒီကဘူပထိတ်4တင်ယူတယ်ပြီးတော့ဒီဇောင်းကတ်3.5ဇောင်းကတ်ထိတ်ကိုယူလိုက်မှာ3.5 ထိတ်ပေါ့ဗျာ8ဖြစ်အောင်5ထိတ်ပရိတ်8 3လုံးပေါင်း8ပေါ့သူကတော့ဒီကလဲ3လုံးပေါင်း9ပရိတ်9ပေါ့3ထိတ်ပေါ့3လုံးပေါင်း3ထိတ်ဖြစ်တာပေါ့ဒီမှာလဲ3လုံးပေါင်းဒီမှာ4ထိတ်ကြကျင်တယ်ကွာဒီမှာ1ရ9ရထောင်းလိုက်တော့4000မှ3ညဖြစ်မှာပေါ့ဗျာဒီမှာ4ထိတ်လိုချင်တာလဲကျွန်တော်ဘူပရိတ်လိုချင်တာဆိုတော့ဒီ4.5အောင်မယူတော့ဘဲနဲ့ဒီကတစ်ဆိုင်လေးနဲ့ပြပေးမှာပေါ့အဲကြတော့ဒီက4ထိပ်နဲ့ဘူပရိတ်ပေါ့ဗျာဒီဘက်ကတစ်ဆိုင်ကလေးလာမှာကြတော့2ပိတ်3ပိတ်4ပိတ်ကလေးကနေဒီ2ပိတ်ကလေးကဒီ2ကလေးကိုဒီဘက်မှာကျွန်တော်2လို့ပြန်ယူချင်တာ5 3 4ခွာ2ပေါ့ဗျာဒီ3လေးကိုကြတော့ဒီဘက်မှာခွာ3လို့ယူချင်တာ3 4 6ခွာ3ပေါ့ဒီ3ကဒီလို3ဒီ2ကဒီလို2ဒီ4ကိုကြောက်ကဒီမှာ4လို့ယူချင်တာဒီမှာကြောက်က5.4လို့4ထည့်ယူထားတဲ့အတွက်ကြောင့်ဒီလို4ယူမယ်ဆိုရင်တော့ဒီမှာ6ထည့်ရတော့မှာပေါ့ဗျာ6ထည့်ရမှာတော့4 6 4ဆိုမှ4ဖြစ်မှာပေါ့ဗျာ3လုံးပေါင်းဒီ4ကိုလိုချင်တာဆိုတော့အဲကြတော့4 6 4ခွာ30ပေါ့နော်အဲကြတော့လိုချင်တာပရိတ်ကလည်း3ညပရိတ်ဆိုတော့ခါမှာ3ညထည့်ရတော့မှာပဲနော်အဲကြောင့်မှ3ညပရိတ်ဖြစ်မှာဆိုတော့ဒီရတာလေးကတော့4 3ည6ပေါ့အဲက4 3ည6 4 3ည6ပေါ့ဗျာ4 3ည6တစ်ခွက်အဲရလေးကတစ်ဆိုင်ပေါ့နော်နောက်ပြီးတော့ဒီ2ပိတ်3ပိတ်4ပိတ်ကလေးရပဲသူကဒီ3လုံးပေါင်းခွန်ခါရယ်6ထိပ်ရယ်5ပိတ်ရယ်3လုံးပေါင်း8ကသူကမှ8ပရိတ်ဒီ3ပိတ်လေးကကျတော့3ညခါရယ်3ထိပ်ရယ်6ပိတ်ရယ်3လုံးပေါင်း6လေးရဒီဘက်မှာ6ပရိတ်ဒီ4ပိတ်ကလေးကကျတော့2ခါရယ်8ထိပ်ရယ်2ပိတ်ရယ်3လုံးပေါင်း2ဆိုတော့ကျွန်တော်ဒီမှာဟိုဇောင်းကတ်ကလေးမှာဟိုဘေးကတ်ကလေးမှာဟို2ပရိတ်လို့လိုချင်တာအဲကြတော့သူဒီကလာထားတဲ့2ပိတ်ကဒီမှာဒီတိုင်း2ဒီတိုင်း3ဒီတိုင်းကကျောက်က4လို့ယူထားတဲ့အတွက်ကြောင့်2ပရိတ်နဲ့ခွာ30နဲ့ပေါင်းလိုက်ရင်အဲကြတော့4 2 6ပေါ့ဗျာ4 2 6လေးရတစ်ခွက်ပေါ့4 2 6 4 2 6 4 2 6ကလေးရယ်4 3ည6ကလေးရယ်နှစ်ကွက်ပေါ့ဗျာအဲ4 2 6 4 3ည6နှစ်ကွက်ကိုကြာရင်လည်းထိုးပေါ့ဗျာမကြာရင်လည်းမထိုးနဲ့ပေါ့ဗျာ4.5ကတော့တင်ထားတာတော့ကျုပ်ဥဆုံးတင်ပေးထားတာပဲဗျာကနဦးသုံးဖိုင်မှာကြည့်ပေါ့4.5 စိုက်လေးကြာရင်လည်း4.5ထိုးပေါ့ဗျာကျေးဇူးပါဗျာ